မွေတိုဆိုရင်ပူစီနဲ့တမယာသည် RAM နဲ့ဆိုတာရောထားတဲ့ drinks တစ်ခုလိုပဲထင်နေကြတော့လားမွေတိုတစ်ခွက်ရဲ့နောက်ွယ်မှာလည်းနှစ်ပေါင်းရာနဲ့ချီတဲ့သမိုင်းကြောင်းတွေရှိပါတယ်ပင်လယ်ဓမြတွေစေးသမောမျိုးနဲ့တောက်ခဲ့တဲ့ရက်ဖြော်ရည်တစ်မျိုးကနေပြီးတော့ဒီနေ့ကဘာကျော်ကောက်တေးတစ်ခွက်အဖြစ်ပြောင်းလဲလာပုံနဲ့ကျူးဘာနိုင်ငံသမိုင်းနဲ့ဆက်ဆက်ပုံတွေထီကိုရှိပါတယ်ဒီနေ့မှာတော့မိုဟီတိုပြန်ဆလာတာလေမိုဟီတိုဆိုတဲ့နာမည်ဘယ်လိုဖြစ်လာတာလဲသုံးတဲ့ RAM မော်လိုက်ပြီးတော့မိုဟီတိုရဲ့ရတာဘယ်လိုပြောင်းလဲသွားလဲမိုဟီတိုမျိုးစားဘယ်လိုမျိုးရှိလဲဆိုတာကိုတစ်ခါလေးပြပြပေးပါမယ်အားလုံးပဲမင်္ဂလာပါဗျာဒီ channel မှာတော့ဘာတန်တိုင်းတည်ထားတဲ့နဲ့ဘာနဲ့ကောက်တေးမျိုးလေးတွေကို join လာနိုင်အောင်လို့ YouTube ရှင်းလေးနဲ့တင်ပြပေးနေရမို့လို့ like share subscribe လေးနဲ့အားပေးကြပါဦးဗျာဒီဇလန်က1986ခုနှစ်ကနေစပါတယ်။အဲ့ဒီအချိန်မှာ Sir Francis Drake ဆိုတဲ့အင်္ဂလိပ်ဘေးတစ်ပွေတကယ်တော့အင်္ဂလိပ်ဘီယံမှာ Elizabeth I ထောက်ပံ့ပေးထားတဲ့လိုင်စင်ရပင်လယ်ဓမြပေါ့ဗျာ။အဲ့ဒီခေတ်မှာနိုင်ငံတွေကခြားနိုင်ငံကတင်မော်ရီနဲ့ရတနာတွေလူရက်ဖို့အတွက်အဲ့လိုယာတို့မျိုးတစ်ခုသက်သက်ပေးထားလေးရှိပါတယ်။သူကစပိန်ရဲ့နေဗီကိုဝင်တိုက်ဖို့နဲ့ရတနာတွေလူရက်ဖို့အတွက်နေမီတစ်စီကိုထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Drake ကသူ့ရဲ့တင်မော်ပေါ်မှာစပိန်ရဲ့ရတနာတွေကိုတိတ်ဆောင်ထားပြီးသားပါ။အဲ့ဒီတိတ်ဆောင်ထားပြီးသားရတနာတန်မိုးအောင်မှာကွဲ Elizabeth I ရဲ့တစ်နှစ်ဝင်ငွေထက်2ဆလောက်ပိုပြီးတန်တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့ Drake ကအဲ့ဒါနဲ့မကျေနပ်သေးဘူး။သူ့ရဲ့နောက်ထပ်ပြစ်မှတ်ကကျူးဘာနိုင်ငံဟာဗာနာမြို့ကတော်ဝင်ပန်နာလိုက်ထဲမှာတင်ထားတဲ့ရှီဟောင်း estate ရတနာတွေပဲဖြစ်ပါတယ်။ဒါပေမဲ့စပိန်ဘီယံ Felix II က Drake လာမယ်ဆိုတော့ကြိုသိပြီးတော့ဟာဗာနာကိုစစ်အတွက်ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။အဲဒါကြောင့် Drake ရောက်လာတဲ့အခါမှာဟာဗာနာကတိုက်ပွဲအတွက်ဆင်သစ်ဖြစ်နေပါပြီ။အန်ဟောစရာကရက်အနေငယ်ဆောင်ပြီးရင်တော့ Drake ကအကြောင်းမျိုးကြောင့်ဟာဗာနာကိုတိုက်ခတ်သိမ်းပိုက်ဖို့မကြိုးစားတော့ဘဲနဲ့တနက်ပစ်ချက်အနေငယ်ဖြစ်ပြီးတော့ဆုတ်ခွာသွားခဲ့ပါတယ်။ဟာဗာနာလည်းမပြည့်စီဘူးရှင်ငွေရတနာတွေလည်းသူတို့စီမှာပဲကျန်ခဲ့တယ်။ဒါပေမဲ့ Drake ရဲ့ခရီးကကျူးဘာရဲ့တမိုင်းမှာတော့မှတ်တမ်းတင်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအချိန်က Drake ရဲ့အဖွဲ့ထဲမှာဖျားနာတဲ့လူတွေရှိလာခဲ့ပြီးတော့ဒေသခံတွေတုံးတဲ့ပစ္စည်းတွေနဲ့သူတို့မှရှိတဲ့ရက်တွေကိုရောပြီးတော့တောက်ဆက်တစ်ခုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီဖြစ်ပျက်ကနေနောက်ပိုင်းမှာ Drake ရဲ့နာမည်နဲ့ဆက်ဆက်ပြီးတော့ Drake လို့ခေါ်တဲ့ဖြိုရည်တစ်မျိုးဖြစ်လာခဲ့တယ်လို့ theory တစ်ခုကဆိုလိုပါ။အဲ့ဒီအချိန်မှာတော့ Drake ကိုတုံးခဲ့တာကဒီနေ့ကျွန်တော်တို့သိတဲ့ RAM မဟုတ်သေးပါဘူး။ Aqua TNT လို့ခေါ်တဲ့ကြံကနေထုတ်တဲ့အရက်ကြမ်းတစ်မျိုးကိုအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီထဲမှာပူစီနန်တကြားတမယာသီးနဲ့ Aqua TNT ကိုပေါင်ခဲ့တယ်လို့ဆိုပါတယ်။ဒါကိုသူတို့ကကောက်တေးတောက်ဖို့တက်လုပ်တာတန်းစီးအနေနဲ့တောက်သုံးခဲ့ကြတာပါ။တမယာသီးကလက်ဆက်တဲ့ရတာနဲ့ vitamin C အတွက်ပူစီနန်ကအစာရင်ကောင်းမှုနဲ့အနံ့ရတာအတွက်တကြားကတောက်ရလွယ်အောင်လို့ပြီးကြတော့အဓိကအရက်အနေနဲ့ Aqua TNT ပေါ့နော်ဒီနေရာမှာ Drake ရဲ့မူရင်း recipe မှာ Aqua TNT နဲ့စိန်ထားတဲ့ဒေသခံတွေအသုံးပြုတဲ့ဆေးဘဝင်တစ်ခေါက်တစ်မျိုးလဲပါဝင်ခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့ Drake ကို Sir Drake ရဲ့အဖွဲ့ကတကယ်ဖန်တီးခဲ့တယ်ဆေးဖြစ်တကယ်တောက်ခဲ့ရဆိုတာကိုတမိုင်းမတန်ရတည်ပြုထားတာတော့လောလောဆယ်အထိမရှိသေးပါဘူးကျူးဘာနိုင်ငံမှာတော့ Drake ကိုဆေးဘဝင်တွေလို့ယုံကြည်ပြီးတော့တောက်သုံးခဲ့ရတဲ့ဆေးမတန်တွေရောရှိပါတယ်ဥပမာအနေနဲ့1833ခုနှစ်ဟာဗာနာမှာခိုလီရာရောဂါအကြီးကျယ်ဖြစ်ပွားနေချိန်စာရေးဆရာ Ramon Di Paula ကသူဟာနေတာရဲ့မနက်7:00နာရီမှာ Aqua TNT နဲ့ Drake နဲ့ငယ်ကောင်းပြီးတော့ကျမ်းမာရေးကောင်းမှုဆိုနေထိုင်နိုင်ခဲ့လို့ရေးထားမှတ်တမ်းတစ်ခုရှိပါတယ်ဒါကြောင့်ဒါဟာမိုဟီတိုရဲ့တမိုင်းနဲ့ပတ်သက်ပြီးတော့နာမည်ကြီးတဲ့ theory တစ်ခုအနေနဲ့မှတ်သားထားပါမယ်ဒီ drinks ကဒီပုံစံတိုင်း1800ပြည့်နှစ်အလယ်ပိုင်းနောက်ထိရှိခဲ့လို့ဆိုပါတယ်။နောက်ပိုင်းမှာတော့ Facundo Bacardi ဆိုတဲ့လူပေါ်လာတယ်။သူက Bacardi ကုမ္ပဏီကိုတည်ထောင်ပြီးတဲ့နောက်မှာ Drake ရဲ့ရိုးရာ Aqua TNT စာ RAM ကိုပြောင်းပြီးတော့အသုံးပြုရတယ်လို့ဆိုပါတယ်။ Bacardi ကလည်းအစောပိုင်းကြော်ညာတွေမှာ Mojito နဲ့ပတ်သက်ပြီးတော့ marketing တွေတော်လေးကိုလုပ်ခဲ့ပါတယ်။အဲဒါကြောင့်မို့လို့ပဲ Bacardi က Mojito ရဲ့ develop ဖြစ်လာမှုမှာအရေးကြီးတဲ့ခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်ခဲ့နိုင်ပါတယ်။အဲ့လိုနေပဲနောက်ပိုင်းမှာတော့ကျွန်တော်တို့သိရဲ့ Mojito ဆွဲကောက်တီပုံစံဖြစ်လာတာပါ။ဒါပေမဲ့ဘယ်သူကဘယ်နေရာမှာ Mojito တစ်ထိုင်နဲ့ဖန်တီးလိုက်တာဆိုတာမျိုးတော့မရှိပါဘူး။သူကနှစ်ပေါင်းများစွာအတွင်းမှာတဖြည်းဖြည်းပြောင်းလဲတိုးတက်လာတဲ့ drinks မျိုးလို့ပြောရင်ပုံမှန်ပါလိမ့်မယ်ဒါဆိုရင်မိုဟီတိုဆိုတဲ့နာမည်ရောဘာတိပယ်ကနေဖြစ်လာတာလဲဒီနေရာမှာလည်းယူဆမျိုးမျိုးရှိနေပြန်ပါတယ်တချို့ကတော့စပိန်စကားလုံးမိုဟာနဲ့ဆက်ဆက်တယ်လို့ယူဆကြပါတယ်မိုဟာဆိုတာကဆွတ်ဆွတ်တီဆိုပြီးတော့မြန်မာလိုတိုင်းရဲ့အတိတ်ပဲဘာသာပြန်လို့ရပါတယ်တချို့ကတော့မိုဟိုဆိုတဲ့အာဖရိကန်စကားလုံးကနေဆင်းသက်လာတယ်လို့ဆိုပါတယ်အဲ့ဒါကတော့အာဖရိကဂျုံတွေကနေဆင်းသက်လာတဲ့နောက်ထပ် theory တစ်ခုရပါဒါကြောင့်မိုဟီတိုဆိုတဲ့နာမည်ရဲ့တိကျတဲ့မူရင်းကိုတော့အခုချိန်ထိအတည်ပြုလို့မရသေးပါဘူးနာမည်ကအစတမိုင်းနဲ့ theory တွေအများကြီးရှိနေတာပါဒါဆိုဒီနေ့ကျွန်တော်တို့သိတဲ့ classic mojito တစ်ခွက်မှာဘာတွေပါလဲ white rum လက်ဆက်တဲ့တံမယာကြီးတကြားပူစီနန်နဲ့ဆိုတာရေခဲကြပါပဲပေါင်ဝင်ပစ္စည်းကတိတ်မများပါဘူးဒါပေမဲ့မိုဟီတိုရဲ့အရေးကြီးတဲ့အရာကအရသာ balance မှတ်တာမို့ပါအချို့အချင်း RAM ရဲ့အရသာနဲ့ပူစီနန်ရဲ့အနံ့ကိုမျှတအောင်လုပ်ရပါတယ်ဖြိုတဲ့အခါမှာလည်းပူစီနန်ကိုအရင်ကြမ်းကြမ်းကြီးမချေသင့်ပါဘူးနည်းနည်းလေးဖိပြီးရိုက်ပြီးတော့အနံ့ထွက်အောင်လုပ်တာပိုကောင်းပါတယ်အရင်ညှက်လုံးလိုက်မယ်ဆိုရင်ပူစီနန်မှုရဲ့အနံ့အစားခါတဲ့အရည်ထွက်လာပါလိမ့်မယ်ဒါကြောင့်မို့လို့မိုဟီတိုကရိုးရှင်းပေမဲ့လို့ကောင်းကောင်းဖြိုတဲ့ဘုကတော့ဘာနာတယောက်ပဲရည်ချင်းနဲ့အများကြီးသက်ဆိုင်ပါတယ်ဖြိုနည်းအသေးစိတ်ကိုလည်းကျွန်တော်နောက်ပိုင်းအလင်းသိတဲ့အခါပြပြပေးပါမယ်အခု RAM နဲ့ပတ်သက်ပြီးပြောအောင် RAM မျိုးစားတွေပြောင်းလဲလိုက်တာနဲ့ Mojito ရဲ့အရသာလည်းလုံးဝပြောင်းလဲသွားပါတယ် White RAM သုံးမယ်ဆိုရင်အရသာပေါ့ပေါ့လေးနဲ့ fresh ဖြစ်တဲ့ Mojito တစ်ခွက်ကိုရမယ်တတန်းရင်နဲ့ H RAM မျိုးသုံးမယ်ဆိုရင် Vanilla Caramel နဲ့ Oak လိုမျိုးအရသာတွေပိုလာပြီးတော့ Mojito ကပိုပြီးတော့ rich ဖြစ်လာပါတယ် Dark RAM ကိုသုံးမယ်ဆိုရင်တော့ပိုပြီးတော့ deep ဖြစ်တဲ့ Brown Sugar Caramel နဲ့ Spice အရသာတွေကိုရလာနိုင်ပါတယ်ပြီးတော့ Jamaican RAM လိုမျိုးအရသာထူးခြားပြီးတော့ပြင်းတဲ့ RAM တွေသုံးမယ်ဆိုရင်တော့သုံးတဲ့ RAM ရဲ့ character ပိုပြီးတော့ထင်ရှားလာပါလိမ့်မယ်ဒါပေမဲ့ RAM ရဲ့အရသာအရင်ပြင်းနေရဆိုရင်တမယာသီးနဲ့မိငယ်အနံ့ကိုဖုံးသွားနိုင်ပါတယ်ဒါကြောင့်မို့လို့ဘယ်ရောင်သုံးတာပိုကောင်းလဲဆိုတာထက်ဒီရန်ကိုမိုဟီတိုမှာအရသာ balance ဖြစ်ပြီးမျှတအောင်လို့ဘယ်လိုထည့်မလဲဆိုတာပိုပြီးတော့အရေးကြီးပါတယ်
မိုဟီတိုဆိုတာလည်း classic တစ်မျိုးတည်းမှမဟုတ်ပါဘူးကိုကြိုက်တဲ့အသီးကိုကြိုက်တဲ့အရွက်တွေကိုပြောင်းထည့်ပြီးတော့ mojito version မျိုးကိုထွက်ဆက်လို့ရပါတယ် strawberry mojito ဆိုရင် strawberry ရဲ့ချိုးပြီးတော့အသီးနှံပါတဲ့အရသာကိုရမယ် passion fruit ပင်မဲ့ mojito ကတော့ပိုချင်ပြီးတော့ပင်မဲ့အရသာနဲ့ tropical sunny vibe ကိုပေးပါတယ် watermelon mojito ကတော့ပေါ့ပေါ့လေးနဲ့ချိုးပြီးတော့ရမ်းဆန်းတဲ့အရသာကိုပြီးဆွဲပါတယ် pineapple နံနက်သီးနဲ့လုပ်ထားတဲ့ mojito ဆိုရင်တော့နံနက်သီးရဲ့ချိုးချင်အရသာက tropical sun လေးပါတယ်ပြီးတော့ basic mojito လိုမျိုးပူစီနံရွက်စားပင်စိမ်းရွက်ကိုသုံးတဲ့ mojito တွေလည်းရှိပါတယ်အဓိကအခြေခံကတော့ mojito structure ပါပဲအဲမှာထည့်ထားတဲ့ ingredient တစ်ခုပြောင်းလိုက်တာနဲ့တည်းအရသာနဲ့တောက်ရတဲ့ခံစားချက်ကလုံးဝပြောင်းလဲသွားတာပါဒါပေမဲ့ mojito variation တွေလုပ်တဲ့အခါမှာအရေးအကြီးဆုံးချက်တစ်ခုရှိပါတယ်တစ်သီးတွေအရသာတွေအများကြီးထည့်လိုက်တာနဲ့ mojito တစ်ခွက်ကိုပိုကောင်းသွားစေရမဟုတ်ပါဘူး mojito ရဲ့အခြေခံအရသာက brand ပူစီနံတမယာသီးနဲ့တကြားတို့ကြားတွေက balance ဖြစ်တဲ့အရသာပါ strawberry ကိုထည့်မယ်ဆိုရင်လည်း strawberry က brand တမယာသီးနဲ့ပူစီနံတို့ရဲ့အရသာကိုမဖုံးတင်ပါဘူး passion fruit ပင်မဲ့သီးကိုထည့်မယ်ဆိုရင်လည်းပင်မဲ့အရသာကစူးထွက်မနေတင်ပါဘူးဒါကြောင့်မို့လို့ကောက်တေးကောက်တစ်ခွက်ဆိုတာကပေါင်ပစ္စည်းအများမှမဟုတ်ပါဘူးအထက်ကပါတဲ့ပေါင်ပစ္စည်းတွေရဲ့အရသာကအခြေချင်းမြတ်မြတ်တက်တာနဲ့ balance ဖြစ်နေမှသာကောင်းတဲ့ကောက်တေးတစ်ခွက်ဖြစ်လာတာပါဒါဆိုရင်ဒီနေ့ပြောခဲ့သလိုမျိုး mojito ဆိုတာက brand နဲ့ပူစီနံပြောရတဲ့ drink တစ်ခွက်တက်မဟုတ်ဘူးဆိုတာကိုအားလုံးသိတော့ပြင်ပါတယ် Sir Francis Drake နဲ့ပတ်သက်တဲ့ Eldrac ဆိုတဲ့ဖြိုရည်တစ်မျိုးရဲ့ဇာတ်လမ်းပါကာဒီရဲ့ marketing နေရာနေပြီးတော့ brand ဖြစ်ပြောင်းလဲလိုက်တဲ့အကြောင်းနဲ့ဒီနေ့ခေတ် mojito အမျိုးအစားရဲ့အထီကိုတဖြည်းဖြည်းနဲ့တိုးတက်လာတဲ့ကောက်တေးတစ်ခွက်ပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့နောက်တစ်ခါဘာရောက်လို့ mojito တစ်ခွက်မှာတော့မယ်ဆိုရင်ဘာ brand သုံးထားလဲဆိုတာကိုဘာတက်နောက်အရင်မေးကြည့်ပါအဆုံးပြောမယ်ဆိုရင် mojito ဆိုတာက eushishing ကောက်တေးတစ်ခွက်ဖြစ်ပေမဲ့အဲ့ဒီ eushishing မှုတွေမှာအရသာတွေရဲ့ balance ဖြစ်မှုတွေဘာတက်နာရဲ့ scale ဘယ်လောက်ရှိလဲဆိုတာတွေကိုဖော်ပြပေးနိုင်တဲ့ကောက်တေးတစ်ခွက်ပဲဖြစ်ပါတယ်ဒီလိုမျိုးဘာတက်နည်းနဲ့ပတ်သက်တဲ့ knowledge တွေကိုဆက်ပြီးလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော် follow လုပ်ထားပေးကြပါနောက် video မှာလည်းဘယ်ကောက်တေးနဲ့ပတ်သက်တဲ့ history ကိုသိချင်ကြလဲဘာနဲ့ပတ်သက်တဲ့ဘယ်အကြောင်းအရာတွေကိုပြပြပေးအောင်လဲဆိုတာကိုကျွန်တော်အောက်က comment မှာရေးထားခဲ့ပေးကြပါကျွန်တော်ကတော့ Sammy ပါအားလုံးကျေးဇူးတင်ပါတယ်